တစ်ချက်ဖို့ဆိုရင်ဒီမှာ diamond 30ပဲရတယ်ကွာဒီမှာ9ချက်ဖို့ဆိုရင်ဒီမှာ diamond 90ပဲရတယ်ဒီမှာတစ်ချက်ဖို့ဆိုရင်ဒီမှာ diamond 10ခုရတယ်ဗျဒီမှာ10မင်္ဂလာပါကျွန်တော်ပြောချင်တာက diamond ဝယ်တဲ့အခါပေါ့နော်ဒီနေရာနေပေါ့နော်ဓာတ်ရိုက်ဝယ်မဲ့အစား Google ကနေဝယ်မယ်ဆိုရင်ပိုပြီးတက်တာတယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့ဒါ Google ကနေဘယ်လိုဝယ်ရမှာလဲဆိုတော့ကျွန်တော်ပြောပြမယ်ဥပမာဒီမှာမှတ်ထားတော့ဒီမှာတစ်ချက်ဖို့ဆိုရင်ဗျာဒီမှာကျွန်တော်ကမလီရှားနေဆိုတော့နေတာတစ်ချက်ဖို့ဆိုရင်ဒီမှာ diamond 30ပဲရတယ်ကွာဒီမှာ9ချက်ဖို့ဆိုရင်ဒီမှာ diamond 90ပဲရတယ်ဒီမှာ20နဲ့မှ9ချက်ဖို့ဆိုရင် diamond က100နဲ့မှ90ပဲရတယ်ကျွန်တော် Google မှာတွားပြီးမှကြည့်မယ်ပေါ့နော်ဘယ်လောက်ထိကွာလဲဆိုတာကျွန်တော်ပြမိမယ်ဒီမှာကျွန်တော်ပြမိမယ်နော်ဒီမှာတစ်ချက်ဖို့ဆိုရင်ဒီမှာ diamond 10ခုရတယ်ပြဒီမှာ10ခုတောင်ရသေးတယ် plus 1တဲ့နော်ဒီမှာ diamond 20နဲ့မှတစ်ချက်နဲ့ဆိုရင်ဒီမှာ100နဲ့မှ84ခုရတယ်ဗျ diamond ဒီနေရာကနေဝေဖို့တာကောင်းတယ်အဲ့ဒါဘယ်လိုဝယ်ရမှာလဲဆိုတော့ကျွန်တော်ကြားမယ်ပေါ့နော်ပထမဦးဆုံးအကောင်လုံးကျွန်တော်ဘတ်ဆုပ်လိုက်မယ်နော် diamond ဝယ်ဖို့ဆိုရင်ကိုမရှိတဲ့ဒီ Google ပဲဖြစ်ဘာပဲဖြစ်သွားပြီးမှဝင်ပေါ့နော်ကျွန်တော်မှာတော့ကျွန်တော်ဒီ server တွေထဲမှာလဲတွားပြီးမှဒီမှာကျွန်တော်ဒီမှာဘာရေးရမှာလဲဆိုတော့ဒီနော်ကျွန်တော်ရေးတဲ့အတိုင်းရေးဒီမှာCODASHOP ပေါ့နော်ဒီမှာ CODASHOP ဒါကိုရေးလိုက်ဒါရေးပြီးသွားပြီဆိုရင်ဒီမှာသူ့ရဲ့ WhatsApp လေးဒီမှာပေါ်လာတယ်အဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးပေါ်လာတယ်ကိုကPUBG လဲဝယ်လို့ရတယ် Mobile Legend လဲဝယ်လို့ရတယ်ဒီမှာအကုန်အစုံရှိတယ်ပေါ့နော်ဒီမှာ Mobile Legend ဒီမှာဒီလိုမျိုး Mobile Legend လဲရှိတယ်လို့ဒီမှာPUBG လဲရှိတယ်နော်ဘယ်နိုင်ငံကပဲဝယ်လို့ရတယ်ဗျာဒီလိုမျိုးရေးပြီးမှဒီလိုမျိုးရိုက်ရှာပြီးမှ Mobile Legend တို့ PUBG တို့ဝယ်ချင်တယ်ဆိုရင်ရှာမတွေ့ဘူးဆိုရင်ဒီမှာလဲစာရိုက်ပြီးမှရှာလို့ရရနော် Mobile Legend ဆိုရင်ဒီမှာ MLBB ဆိုမှရိုက်ရှာလိုက်ဒီမှာပေါ်လာတယ်PUBG ဆိုရင်လည်းဘာမှမတို့ဒါ PUBG BG ဒီမှာ PUBG ပေါ်လာတယ်ကျွန်တော်ကတော့ Mobile Legend ဆိုတော့MLBB ဆိုပြီးမှကျွန်တော်အဲ့လိုဝင်လိုက်လဲဆိုရင်ကျွန်တော်ပြထားတဲ့နေရာရောက်သွားတယ်ဒီမှာနော်ဒီနေရာမှာဝယ်မဲ့အခါဘယ်လိုဝယ်ရမှာလဲဆိုတော့ဒီ ID နေရာမှာပေါ့နော် ID ကနှစ်ခုဆိုတော့ဘယ်လိုထည့်ရမှာလဲဆိုရင်မသိဘူးဆိုရင်ကျွန်တော်ပြောပြမယ်သိလားဒီ ID နှစ်ခုကိုယ့်ရဲ့ game account ထဲကိုပြန်သွားပြီးမှဒီကကိုယ့်ရဲ့ ID မှတ်ထားတယ်မလားဒီအနောက်ကလီတော့ဒီအနောက်ကလီလုံးဝဒီမှာထည့်ရမှာ Go back to your crypt with your minion အနောက်ကလီလုံးဝဒီမှာထည့်ရမှာ ZONE ဆိုတဲ့ ID မှာထည့်ရမှာအနောက်ကလီလုံးအရှိကကိုပုံများတဲ့ ID ကဒီမှာထည့်ရမှာเนาะဒီမှာထည့်ပြီးသွားပြီဆိုရင်ကျွန်တော်စမ်းပြမယ်ဗျာခဏလေးเนาะဒီလိုမျိုးဖြည့်လိုက်ဗျာဖြည့်လိုက်ပြီဆိုရင် copy ယူလိုက်တယ်အဲ့လိုမျိုးဖြည့်လို့ copy မလာဘူးဆိုရင်ကိုတေချာလေးမှတ်ထားပေါ့ဗျာဒီမှာပေါ်လာပြီကျွန်တော်ရဲ့ ID ပေါ့နော်ကျွန်တော်ရဲ့ ID ဒီမှာပေါ်လာပြီဆိုတော့ကိုကဘေးဟာဝေးမှာလဲဆိုတော့ကျွန်တော်စမ်းပြမယ်ပေါ့နော်ဒီမှာစမ်းပြမယ်ဒီဒါကိုစမ်းပြမယ်ဒါကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာ BZY နော်ဒီမှာဒီနေရာလေးမှာโอเคဒါကိုနှိပ်လိုက်ဒါကိုနှိပ်ပြီဆိုရင်ကိုကဘာနဲ့ရှင်းမှလဲပေါ့နော်ကျွန်တော်ဒီလိုရေးပေါ်လာတယ်ပေါ့နော်ကိုကဒီက confirm ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာခဏလေးကျွန်တော်နှိပ်လိုက်တယ်နော်ခဏလေးဆောင်ဒီကနာ CON ဒါလေးကိုနှိပ်လိုက်ဒါလေးကိုဒီမှာလိုင်းရမကောင်းလို့နော်လိုင်းကောင်းရင်ဒီမှာကိုရေးရမယ်ကိုလေးရောက်လာပြီးတော့ message ကိုယ့်ရဲ့ဖုန်းmessage ထဲနေရောက်လာမယ်ဗျာ
ဒါဆိုရင်အဲ့ဒီကိုထဲလိုက်ပြီးဆိုရသွားပြီပေါ့နော်ဒါတော့ကျွန်တော်က line မကောင်းလို့ကိုယ့်အကိုဒါဒီဗီလိုတွေနဲ့အဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ